ငါတို့ဒီလောက်ရအောင်ထိနေတာပဲဒီကောင်တွေကတချို့အလိညာနေလို့လည်းထင်ကြတော့ဗောနော်ဒါပေမဲ့ကျွန်တော်တို့ကတော့ဝင်လင်းပြောရတယ်ကျွန်တော်တို့လိုချင်တဲ့ target တစ်ခုပေးတာလေကျွန်တော်လိုချင်တဲ့ target ကျွန်တော်တို့လိုချင်တဲ့ goal ပဲအာရုံစိုက်တယ်ဆိုတော့တခြားလူတွေဘာပဲပြောပြောကိုဘာလုပ်နေတာလဲကိုသိရင်ကိုရပြီလေဟုတ်တယ်မလားသူတို့ကိုတွားပြီးတော့ဝေဖန်တိုက်ခိုက်နေကြမလို့ကျွန်တော်တို့ကဘာလိုချင်တာလဲလိုချင်တာကိုသိရဆိုရင်ကျွန်တော်လက်တွေ့အကောင့်တွေပေါ်နိုင်ပါပဲဆိုတော့ပြန်တွေးကြပြီပေါ့နော်ဒီတစ်ပတ်ကျွန်တော်တို့ရွှေ market မှာတော့ဒီတစ်ချောင်းတော့ထိုင်ခဲ့တယ်အဝယ်တစ်ချောင်းပေါ့နော်ဒီကောင်ကကျွန်တော် strategy က confirmation ရအကောင်လုံး perfect ဖြစ်တဲ့အနေအထားဖြစ်တော့ကျွန်တော်တို့လည်းရေးရဲ risk ယူပြီးတော့လိုက်ခဲ့တယ်ဒီကောင် follow လိုက်ခဲ့တာလည်း 50R အားလုံးထိတွားခဲ့တာပေါ့နော်ဒါကတော့ကျွန်တော်လက်ရှိပြနေတာတော့တနားရဲ့ check ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ entry ကတော့ကျွန်တော်တယောက်တည်း trade ခဲ့တာတော့မဟုတ်ဘူးဒါကျွန်တော်လက်ရှိကျွန်တော်တို့ community ကလူတွေဆိုရင်လည်းအားလုံး trade ခဲ့တယ်ဒါဆိုရင်ရွှေ market HAUSD တနားကြီးအောက်တရားဒီချက်မှာကျွန်တော်အဝယ်လိုက်ခဲ့တဲ့ decision တစ်ခုကိုချခဲ့နော်ဒါဆိုလည်းသူလည်း TP တွားခဲ့တာပေါ့ဒါကတော့ကျွန်တော် trade ခဲ့တဲ့ပုံစံပေါ့နော်ဒါကတော့ကျွန်တော် community မှာအားလုံး trade ခဲ့တဲ့ပုံစံပေါ့ဆိုတော့ကျွန်တော်ဒီရွှေ market ကိုဘယ်လိုစဉ်းစားပြီးတော့အယောင်းဝယ်လုပ်ခဲ့တာလဲဟုတ်နော် trade entry တစ်ခုကိုဘယ်လိုဖြစ်လို့ဒီလောက် 50R လောက်ထိကျွန်တော်ရအောင် trade ခဲ့တာဆိုတော့ဒီရွှေ market တစ်ခုပဲမဟုတ်ပါဘူးเนาะကျွန်တော်ဒီတစ်ပတ် trade ခဲ့တာဒီမှာကျွန်တော်အခုလက်ရှိဆိုရင်ဒါ GBP USD ကိုကျွန်တော်တစ်ချောင်းဝယ်ခဲ့တယ်ဒီတစ်ချောင်းဆိုလည်းဒါအောက်တရထိချိန်ခဲ့တယ်ကျွန်တော်ဝယ်ခဲ့တယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ကတော့ one ratio 10လောက်ထိတွားမယ်အခွင့်အရေးရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်လက်ရှိကထွက်မယ်ဆိုရင်တော့ကျွန်တော်တို့က100လောက်တော့ရတယ်ဒါပေမဲ့ကျွန်တော်က maybe 10R လောက်ထိလိုချင်နေဆိုတော့ကျွန်တော်ကမထွက်ဘဲနဲ့လက်ရှိစောင့်ကြည့်နေတယ်ပေါ့နော်ဒီကောင်ကလက်ရှိ market ကပါအခွင့်အရေးထပ်ပေးမှာအခွင့်အရေးပေးတော့ကျွန်တော်10R ရမယ်တကယ်လို့မပေးဘူးဆိုတော့ကျွန်တော်လည်း PE ပေါ့နော်ကျွန်တော်ခေါ်တာ trade stop ပေါ့ဒီမှာတော့ကျွန်တော်ရွှေ့ထားလိုက်ပြီဆိုတော့ကျွန်တော်တက်အရှုံးတော့မရှိဘူးဆိုတော့ကျွန်တော်လွှတ်ထားလိုက်ဆိုတော့ဒီလက်ရှိဒီအပတ်မှာကျွန်တော်တို့ရခဲ့တဲ့ဒီ entry ရွှေကိုကျွန်တော်တို့ဘယ်လိုမျိုးစဉ်းစားပြီးတော့ဒီ sideway market မှာ confirmation နဲ့ကျွန်တော် 50R လောက်ထိရအောင်တွားခဲ့လဲဆိုတာကျွန်တော်ပြပြပေးပါတော့တကယ်တော့ဒီလိုမျိုးကျွန်တော် trade ခဲ့တာကျွန်တော် strategy ရဲ့အားသာချက်တစ်ခုလို့ပြောရအောင်ပေါ့နော်ဘာလို့အားသာချက်ဆိုတော့ကျွန်တော်တို့ဥပမာဆိုပြတချို့ sideway market တွေရောက်ရင် maybe trader အများစုကဘာတွေးကြလဲဆိုတော့ငါတို့အပေါ်အားကိုဖောက်မှဝယ်ကြမယ်အောက်ကိုဖောက်မှရောင်းကြမယ်ဆိုတော့အတွေးတွေရှိကြတယ်ကျွန်တော်ကြတော့အဲ့လိုမဟုတ်ကျွန်တော်တို့ confirmation မှာက market structure pattern နဲ့ကျွန်တော်အသုံးပြလိုက်တော့ market structure ကကျွန်တော်တို့ဘာပြောနေတာလဲmarket တစ်ခုကတက်တော့မှာလားဒါမှမဟုတ် market တစ်ခုက range ပြီးနေတာလားဆိုတော့ confirmation method တွေကိုကျွန်တော်တို့ရဲ့ market structure pattern နဲ့ confirm လုပ်လိုက်တော့ကျွန်တော်တို့က risk and reward ကအသေးကိုက်တယ်ဗျဆိုတော့ maybe တချို့လူတွေကများကောင်းများမယ်ဗျာ trade ကြတာဘယ်လို trade ကြလဲဆို1 ratio 2 1 ratio 3 1 ratio 5စသဖြင့် trade ကြတာပေါ့နော်ဒါကတော့တယောက်နဲ့တယောက် trade ပုံမတူဘူးကျွန်တော်ကြတော့အများစု trade ကြတာ swing trade တွေကြတော့ကျွန်တော်တို့ကျွန်တော် strategy နဲ့ကကိုင်းပါကျွန်တော်တို့ကပိုကြိုက်တယ်ပေါ့နော် maybe ကျွန်တော်ကတော့ 3R တွေ 4R တွေ3R လောက်တော့တိတ်မထွေပေါ့နော် 4R တော့ maybe ထွေတာများတယ်ဒါပေမဲ့အများစုကတော့ 5R 6R 7အဲ့လိုမျိုးထွေကြတာပေါ့နော်တချို့ကြတော့လည်းယုံကြည်မှယုံကြမယ်ဒါပေမဲ့ကျွန်တော်တို့ပြောသလိုပေါ့သူတို့ယုံအောင်ကျွန်တော်တို့ကရှင်းပြနေကြမလို့ကျွန်တော်တို့ဒီပန်းနိုင်ကိုတွားနေတာလေရောက်တဲ့ပန်းနိုင်ကိုရောက်ရင်အဆင်ပြေတာဟုတ်နော်ကျွန်တော်တို့ကဘာလိုချင်တာလဲကိုလိုချင်တဲ့ target တစ်ခုကိုတည်ရင်ကို follow လိုက်ပါလို့ရဒါဆိုလဲကျွန်တော်လိုချင်တဲ့ target တစ်ခုတည်တယ်ဒါဆိုလက်ရှိအမှန်မှာတော့ကျွန်တော်ဒီကောင်က FIBO zone လောက်ထိလိုက်ဖို့စဉ်းစားတာဒါပေမဲ့ကျွန်တော်တို့ကဒီတစ်ပတ်ကိုလည်းအရေးရှိအဆင်ပြေအောင်ဆိုပြီးကျွန်တော်ကတော့ 50R လောက်နဲ့ပဲထွက်ခဲ့တယ်ပေါ့နော်ဒီ R တစ်ခုလောက်ဆိုတော့ဒီ entry တစ်ခုကိုကျွန်တော်ဘယ်လိုစဉ်းစားပြီး confirmation method နဲ့ထွက်ခဲ့တာလဲဆိုတာကျွန်တော်ပြောပြပေးပါပေါ့နော်ဆိုတော့ကျွန်တော်အားလုံးပြန်လိုက်မယ် weekly ကနေစကြည့်မယ်ရွှေကတော့ကျွန်တော်သိတဲ့အတိုင်းပါပဲရွှေကဘေးထိရောက်နေလဲဆိုတော့ကျွန်တော်လက်ရှိစစ်ပွဲတွေရှိတယ်တချို့ဒေါ်လာအားနည်းလာတဲ့ပြဿနာတွေကြောင့်ရွှေကတော့လက်ရှိဒီ order high နေသူကဆင်းမခွေရတော့မရှိသေးဘူးဒါပေမဲ့လည်း market ကအရင်ပတ်တွေကဘာဖြစ်လာလဲဆို bear ကန်နဲ့အနေငယ်နဲ့ပြန်ဆင်းလာတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအမြဲတမ်း candlestick pattern တစ်ခုနဲ့ trade တာမဟုတ်ဘူးကျွန်တော်တို့အသုံးပြုနေတဲ့ strategy ကhigher time frame movement တစ်ခုလေးလာတယ်ပြီးတော့မှ lower time frame confirmation နဲ့အသုံးပြုတာပေါ့နော်ဆိုတော့ maybe ဒီကောင်ကကျွန်တော်ရဲ့အမြင့်ဆုံးတက်လာတဲ့ဈေးတန်းဒီမှာတော့ weekly ကအနည်းဆုံးဈေးတစ်ခုနောက်ထပ်ဒီမှာ weekly ရဲ့တစ်ခုပေါက်ထွက်တာတဲ့ဈေးတန်းတစ်ခုဆိုတော့ဒါ weekly structure ဆိုတော့ကျွန်တော် daily ကြည့်အောင် daily ကြည့်အောင်ဆိုရင် market structure ကကျွန်တော်တို့ဘယ်လိုမျိုးအခွင့်အရေးပေးနေရလဲကျွန်တော် confirmation လုပ်ပါတော့ daily မှာကြည့်တော့ daily ရဲ့ကျွန်တော် market structure ကဘယ်လိုမျိုးအခွင့်အရေးပေးနေလဲဆို market structure က higher high higher high higher low ကနေ higher high higher low higher high higher low ကနေ lower high ပြန်ဖြစ်သွားတယ်။ဘာလို့ lower high လဲဆိုဒီ high ကို break out မဖြစ်သွားမယ် lower high ကနေတော့ lower low
ဆင်းလာဆိုတော့လက်ရှိရေဘူးကအဖြစ်ကျွန်တော်တို့ basic ရကြည့်မယ်ဆို market ကဘယ်ကိုသွားနေလဲဆို market ကကျွန်တော်တို့ပွင့်လင်းပြောရရင်ဒါ down trend သွားနေတာပေါ့နော်ဘာလို့ဆိုတော့ BVS ကဖြစ်ခဲ့တဲ့ data တစ်ခုကို break out ဖြစ်တာတယ်ဒါပေမဲ့ကျွန်တော်တို့ကတကယ်တကယ်ထွေးကြတော့market ကဘယ်လိုပြော basic နဲ့လောလောလောအခွင့်အရေးမရှိဘူးဘာလို့လောလောလောအခွင့်အရေးမရှိဘူးဆိုတော့ basic ကသူ့နီးသူ့ဟာနဲ့မှန်တာဒါပေမဲ့ကျွန်တော်တို့တကယ်အခွင့်အရေးရှာကြတော့ကျွန်တော်တို့ရဲ့ strategy ကနည်းနည်းအရေးပါတယ် strategy ဆိုတာကလည်းအဓိကကျွန်တော် ratio ချင်လို့ကိုဒီတိုင်း market က up trend တွားနေ up trend မှာလိုက်မွေမဲ့ကို risk ကိုတတ်နိုင်သလောက် short လို့ရအောင်ဒါလေးကျွန်တော်တို့ strategy ကိုအသုံးပြုတာဆိုတော့ market ကအခုလက်ရှိ down trend သွားမယ်ဆိုရင်ကျွန်တော်အနေနဲ့ဒါက lower လို့ဆိုရင်အနည်းဆုံး lower high ပြန်လာဘာလို့ဆိုတော့ market တစ်ခုက up trend တွားရင် higher high higher low higher high ဆိုရင်အပြည့်စီရောက်သွားရင်ကျွန်တော်ကဘယ်တော့မှမဝယ်ဘူးဆိုတော့ market ကဒီအားကို break out ဖောက်ထွက်တာလဲဆိုတော့အနည်းဆုံးဒီကောင်ရဲ့အနှိမ့်ဆုံးစီဒါမှမဟုတ်လေ retracement ပြန်လာတဲ့စီရောက်မှတာကျွန်တော်အဝယ်လိုက်မှတာကျွန်တော်ရဲ့အားကကိုက်မယ်ဆိုတော့ကျွန်တော် maybe အများကြီးလိုက်လို့ရအောင်ပေါ့နော်ဒါကတော့ကျွန်တော် basic ပြန်ပြောပြတာဆိုတော့ဒီမှာလက်ရှိ market ကရောက်နေတဲ့အနေအထားကဘယ်လိုအနေအထားရောက်နေလဲဆို market ကဒီမှာ lower လို့lower လို့ဆင်းလာ lower လို့ကနေ lower high ပြန်ဖြစ်တယ် lower high နေဒီမှာ lower လို့ပြန်ဆင်းလာတော့ဆိုတော့ကျွန်တော် market structure မဟုတ်ပဲねဒီတိုင်း basic ရပဲကြည့်ရင်ဒါ lower လို့ဆိုရင်အနည်းဆုံး lower high ပြန်လာ lower high ဆိုဘယ်ထိပြန်လာမလဲဆိုတော့ဒါကျွန်တော် Fibo နဲ့တိုင်လက်ရှိစစ်ဝိုင်းလောက်ထိပြန်လာမယ်ဒါကတော့ basic rule ကကျွန်တော် entry ဝင်မဲ့ပုံစံပြောပြတာပေါ့နော်ဆိုတော့ဒီထိပြန်လာနိုင်တယ်ဆိုတော့ကျွန်တော်ကတော့ဒါကတော့ higher time frame ဖြစ်တော့ lower time frame မှာဘာ confirmation ရရင်ကျွန်တော်အဝယ်လိုက်မှာလေအဲ့လိုမျိုး confirmation ရှာအဓိကတော့ဒါကျွန်တော် market pattern နဲ့တွေ့တုံးလိုက်ဒီ pattern ကဘာဖြစ်နေလဲဆိုတော့အတိတ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ရဲ့ confirmation တစ်ခုထားလိုက်ပါဒါဆိုရင်ကျွန်တော်4နိုင်တက်မယ်4နိုင်ကိုဆင်းကြတော့ကျွန်တော်တို့မှာ confirmation ဘာရလဲဆို4နိုင်မှာကြည့်လိုက်ရင် lower low lower high lower low market က down trend ဆင်းလာတယ် down trend ဆင်းရင် lower low ကနေဒါ lower high ပဲဒီ high ကိုလည်း break out မဖြစ်တာပဲ lower high နဲ့ तू က lower low ထပ်မဆင်းပဲ तू က higher low ပြန်ဖြစ်တယ်ဆိုတော့4နိုင်မှာကြည့်လိုက်ရင်တော့4နိုင်မှာဒါ higher low ဆိုရင်ဒီကောင်က lower high level ဆိုတော့ဒီတစ်ပတ်ကျွန်တော် market ရောက်နေတာဒီ correction phase တဲမှာပေါ့နော်ဆိုတော့ market ကိုကြည့်လိုက်တော့ market ကတော့ဒီမှာ lower low ကနေသူကကျလာတယ်ဆိုတော့ market ကတော့ down trend သွားနေတာပဲဒါပေမဲ့ down trend သွားတဲ့အချိန်မှာသူက lower low ကနေ lower high ပြန်လာ lower high ပြန်လာပေမဲ့ဒါကျွန်တော်တို့ lower time frame မှာကြည့်ရင်တော့သူကပထမဆုံးတက်ကြဖြစ်တဲ့ zone ကြီးကိုသူကဖောက်ထွက်ထားတဲ့ပုံစံပေါ့နော်ဥပမာတနင်္လာကြည့်လိုက်တနင်္လာကြည့်လိုက်တော့ maybe lower low lower high lower low lower high ဒါ lower low lower low ကဒီ low break out ဖြစ်သွားပြီသူကဘာဖြစ်သွားလဲ lower high နဲ့သူကတစ်ဖြောက်လဲဆင်းလာဒါပွင့်လင်းပြောရင်ဒီမှာကျွန်တော် line channel ကြည့်လိုက်ရင်ဒီ low ကို major low break out ဖောက်ထွက်တာလည်းဖြစ်တော့သူကဒီကောင်ပထမဆုံးတက်ကြဖြစ်တဲ့ zone ဒီ zone ကို market တစ်ခုကဘာဖြစ်သွားလဲဆိုတော့ break out ဖောက်ထွက်သွားတယ် retracement ပြန်လာတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့မှာအတွေးနှစ်ပိုင်းရှိတယ်ပေါ့နော် break out ဖောက်ထွက်သွားပြီဆိုရင်ဒါကျွန်တော်တို့က lower low ဆိုရင်ဒါ higher high လို့ခေါ်လို့ရတယ်ပေါ့နော်ဘာလို့ဆိုတနာရီရဲ့ trend မှာဆိုရင် higher high ဆိုတာ higher လို့ပြန်လာတဲ့ movement higher လို့ပြန်လာပြီးတော့သူကနောက်ထပ် higher high ပြန်တက်နိုင်တဲ့ movement ဆိုတော့ higher high ဘယ်ထိပြန်တက်လာမလဲဆိုတော့ကျွန်တော်ခုနကပြောတဲ့ daily ရဲ့ retracement ပေါ့နော် daily ရဲ့ retracement ဆိုရင်ဒီကနေတိုင်းဒါ Fibo 2နဲ့ကျွန်တော်အသုံးပြုတာပေါ့နော် maybe ဒီလောက် level လောက်ထိပြန်တက်နိုင်တယ် market ကဟုတ်နော် market ကဒီလောက် level လောက်ထိပြန်တက်နိုင်ရင် Fibo ဆိုတော့ market ဒီလောက် level လောက်ထိပြန်တက်နိုင်ဆို lower time frame confirmation မှာကျွန်တော်အတက်ပတ်သွားမဲ့ confirmation ဘာရမှာလဲဘာရမှာလဲဆိုတော့ market structure က pattern မဟုတ်ပဲကျွန်တော် basic ရမယ်ပြန်ကြည့်ရင် lower low ကနေဒီမှာ higher high ပြန်တက်တယ် higher high နေသူက higher low ပြန်လာပြီးတော့မှဒီမှာ new higher high တော့မဖြစ်ပြီပဲသူက lower high တဘောနေတဲ့ဒီမှာ range ဖြစ်နေတဲ့ pattern ပုံစံ range ဖြစ်နေတဲ့ကျွန်တော် maybe ကျွန်တော်တို့ခေါ်တာ sideways market လို့ခေါ်တာပေါ့နော်တချို့အတုံးကကျွန်တော်မှာတော့ကျွန်တော် strategy ကဘယ်လိုတောင်းလိုက်ဆိုတက်လာတာ impact ဆိုရင်ဒီကောင် correction phase ဆိုရင်ဒီ correction ကကျွန်တော်တို့ဘာ correction ဖြစ်နိုင်တယ်တော့ဘာစင်လား continuation ဆိုတော့ correction ကိုကျွန်တော်စဉ်းစားရတာပေါ့နော်တနည်းအားဖြင့်ပြန်စဉ်းစားကြည့်မယ်ဆိုရင်ဒီမှာ lower height တစ်ခုရဲ့ဒီကောင် height level တစ်ခုကို break out ဖောက်ထွက်ထားတဲ့အရာတစ်ခုရှိတယ်အရာတစ်ခုရှိတယ်ဆိုကျွန်တော်စဉ်းစားတာcontinuation pattern ဖြစ်ခဲ့ရင်ငါတို့အဝယ်လိုက်မယ်ဒါမှမဟုတ်ငါတို့က reversal pattern လေးတာပေါ်ခဲ့ရင်တော့ငါတို့အယောင်းလိုက်ခင်ဆိုတော့ကျွန်တော်စောင့်နေတဲ့အချိန်မှာ market ကပြန်တက်လာတယ် higher high နေဒီ low break out ဖြစ်လို့ higher high ပြောတာနော် higher high နေဒီကောင် higher low ပြန်ဖြစ်တယ် higher low ကနေသူက new higher high ပြန်မတက်ပြန်သူက lower high ပြန်ဖြစ်တယ် lower high နဲ့သူကဘာဖြစ်လဲဆို lower low ဖြစ်သွား lower low ဖြစ်သွားဆိုတာဒါကျွန်တော် market structure pattern မှာဆိုရင်ဒီ pattern ကဘာဖြစ်နိုင်လဲအခွင့်အရေးဆိုတော့ကျွန်တော်သိတယ်ဆိုတော့ကျွန်တော် market structure pattern ကကျွန်တော်ချင်းကပ်လိုက်တယ်ချင်းကပ်လိုက်ဆိုတော့ဒီ pattern ကဘာဖြစ်နေတာလဲဒီကောင်ဘေးကိုသွားတော့မှလဲဆိုတော့ကျွန်တော်ခံမှန်းနိုင်ဆိုပေမဲ့ဒီ pattern တစ်ခုတည်းနဲ့ကျွန်တော် trade ခဲ့လို့ရတယ်ဒါပေမဲ့ဒီတတိယတိချက်မှာဝယ်ရမယ့် decision တစ်ခုခုတော့ရမှရနိုင်မယ်ဟုတ်လားနော်
ဘာလို့ဆိုတော့ market ကတခါကျရင်ကျွန်တော်ဒီတတိယတိချက်တွေကဖောက်ထွက်သွားတာလည်းရှိတယ် confirmation ကဒါမှမဟုတ်လဲသူကတတိယတိချက် rejective ပြီးတော့ကျွန်တော်မျိုးတက်သွားတာလည်းရှိတယ်ဒါပေမဲ့တတိယတိချက်မှာကျွန်တော် away လိုက်ရမယ် decision တစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒီ decision ကိုကျွန်တော်ဘယ်မှာတက်ရှာရမလဲဆိုတော့ lower time frame confirmation မှာတက်ရှာရမယ်ဟောနော် lower time frame confirmation မှာတက်ရှာတော့ lower time frame မှာဗာပေးလဲဆိုတော့ market တစ်ခုကကျလာတယ် lower low lower high lower low lower high lower high နဲ့ lower low ဆင်းလာ lower low ကနေသူက lower high တော့ပြန်သွားတယ်ဒါလောက်လေးဘေးလောက်ပြီးအများကြီးပြန်မသွားဘူးပေါ့နော်ဥပမာဘာလို့အများကြီးပြန်မသွားမလဲဆိုဒီကနေတိုင်းစစ်ဝိုင်းလောက်ထိလဲသူကမလာဘဲနဲ့သူကဘာလုပ်လဲဆို lower low ကနေ lower high ပြင်တယ် lower high နဲ့သူက lower low လည်းပြန်မသွားမှဒီမှာ correction ပုံစံပေါ့နော်တနည်းအားဖြင့်ခေါ်ရင် sideways market ပုံစံဝေးနေတဲ့နေရာမှာကျွန်တော်တို့ confirmation ကဒီကောင်းအောင်ဘာပဲတဲ့ဖြစ်နိုင်လဲဆိုတော့ကျွန်တော် confirm လုပ်လိုက်ဆိုတော့ဒီကောင်ကဘာကျွန်တော် market search သဘောတရားရောက်တော့သဘောပေါက်တယ်ပေါ့နော်အော်ဒီကောင်ကဘာဖြစ်နိုင်တာလဲအော်အသက်ကိုသွားမဲ့ reason ဖြစ်တယ်ဘာလို့အသက်ကိုသွားမဲ့ reason ဆိုတော့ market တစ်ခုကဒီ R တစ်ခု breakout ဖောက်တက်သွားတယ်နောက်တစ်ခုကပထမဆုံးတခြားဖြစ်တဲ့ zone ကိုလည်းဖောက်တက်သွားတယ်နောက်တစ်ခုငါတို့မှာ daily ကို retracement ပြန်သွားမယ်စစ်ဝိုင်းလောက်ထိငါတို့ aware decision တစ်ခုလိုက်လို့ရမယ်ဆိုတော့ဟာ lower time frame confirmation ကြည့်တော့တနားရီမှာလည်းတနားရီရဲ့ market structure pattern ကအခွင့်အရေးပေးနေတယ်အခု15မိနစ်မှာကြည့်လိုက်တော့15မိနစ်ရဲ့ market structure pattern ကလည်းခွင့်ရပေးဒါကတော့ကျွန်တော် ratio ရမယ့်အပိုင်းပေါ့နော်ဒါကတော့နောက်ပိုင်းကျွန်တော် strategy တီးုံနဲ့လုံလောက်တဲ့အထဲမှာတော့မပါဘူးကျွန်တော် strategy ကိုဘယ်လိုမျိုးကောင်း handle လုပ်နိုင်လဲဆိုတာရေးပါတာပေါ့နော်ဆိုတော့ကျွန်တော်ဒီကောင်ကိုဘယ်လို trade ခဲ့လဲဆိုဒီကျွန်တော်တတိယတိချက်လောက်မှာကျွန်တော်အယောင် decision တစ်ခုချခဲ့တယ်ဆိုတော့ short lot ကကျွန်တော် maybe ဒီလောက်ထိထားခဲ့တယ်ကျွန်တော်ဝယ်တာဒီနားလောက်ပေါ့နော်ဆိုတော့ဒီလောက်ဆိုတော့ကျွန်တော် TP ပေးထိလိုက်ပါ TP ကတော့တချို့လူတွေကြတော့လေတလားလောက်ထိလိုက်တာရှိတယ်ဒါကတော့ကျွန်တော် community မှာเนาะတလားလောက်လိုက်တာရှိတယ်တချို့လောက်လည်းတလားလောက်ဒီ R လောက်ထိလိုက်တာရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ခုနကပြောတဲ့အတိုင်း daily က retracement ပြန်လာမယ်ဆိုရင် bay level လောက်ထိပြန်လာနိုင်တယ်ဆိုတော့ကျွန်တော်ခက်မှန်းနိုင်တယ်စစ်ဝိုင်းလောက်ထိကျွန်တော် လိုက်ဖို့ပဲဒါပေမဲ့ဒီထိလိုက်တော့ကျွန်တော်တို့ R ကတော့ maybe တလားလောက်ရကောင်းရမယ်เนาะဒါပေမဲ့ကျွန်တော်ရဲ့ဘယ်လိုပြော emotion လို့ပဲခေါ်မလားကျွန်တော်လိုချင်တဲ့ target ရရင်ထွက်ပြီးဆိုတော့ market ကနေကျွန်တော် maybe ဒီလောက်ထိပဲလိုက်ခဲ့တယ်ဒါကတော့ကျွန်တော်တို့ 50R ပေါ့နော် sorry ဒီကောင်က solo ဒီလောက် okay ဒီလောက်ထိကျွန်တော်လိုက်ခဲ့တယ်ပေါ့နော် market တစ်ခုဒါကတော့ကျွန်တော် confirmation ရ 50R လောက်ထိတွားခဲ့တဲ့အခွင့်အရေးတစ်ခုပေါ့နော်ဆိုတော့ချိုးလူကြတော့လေဗျာအာငါတို့ဒီလောက်ရအောင် trade နေတာပဲဒီကောင်တွေကတချို့အလိမ်ညာနေလို့လည်းထင်ကြတော့ဗောနော်ဒါပေမဲ့ကျွန်တော်တို့ကတော့ပွင့်လင်းပြောရတယ်ကျွန်တော်တို့လိုချင်တဲ့ target တစ်ခုပေးတာလေကျွန်တော်တို့လိုချင်တဲ့ target ကျွန်တော်တို့လိုချင်တဲ့ goal ပဲအာရုံစိုက်တယ်ဆိုတော့တခြားလူတွေဘာပဲပြောပြောကိုဘာလုပ်နေတာလဲကိုသိရင်ကိုရပြီလေဟုတ်တယ်မလားသူတို့ကိုတွားပြီးတော့ဝေဖန်တိုက်ခိုက်နေကြမလို့ကျွန်တော်တို့ကဘာလိုချင်တာလဲလိုချင်တာကိုသိရဆိုရင်ကျွန်တော်တို့လက်တွေ့အကောင့်တွေပေါ်နိုင်ပါပဲဆိုတော့ဒီကောင်ကတော့ဒီတစ်ပတ်ကျွန်တော်လက်ရှိရွှေမှာ trade ခဲ့တဲ့အခွင့်အရေးတစ်ခုပေါ့နော်ဒါကတော့ကျွန်တော်တို့ပွင့်လင်းပြောဒီ trade entry တစ်ခုနဲ့တင်ကျွန်တော်တို့က maybe တစ်ပတ်စာ target ကတော့ကောင်းကောင်းပြေးသွားပြီလို့ပြောလို့ရပါတော့နော်ဆိုတော့ဒီကောင်က entry ဝင်ခဲ့တာကတော့ဒါအင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့မှာကျွန်တော် entry တစ်ကြောင်းဝင်ခဲ့တယ် market ကို follow လိုက်ခဲ့တယ်ဆိုတော့ TP ကတော့12နာရီ17ခွဲပေါ့နော်17ခွဲ12နာရီဒါကတော့ကျွန်တော်မစောင့်ကြည့်တော့ပါဘူးကျွန်တော်အိတ်နေတဲ့အချိန်ဆိုတော့ကျွန်တော်မိုးလင်းရတော့အခု TP ထိတယ်လက်ရှိကျွန်တော်ပြောနေတဲ့အချိန်ကတော့ဒါမိုးလင်းပိုင်းပေါ့နော်မိုးလင်းအခုလက်ရှိ9နာရီခွဲ10နာရီဆိုတော့ဒါကတော့ကျွန်တော်လက်တွေ့ market မှာဘယ်လိုမျိုး information နဲ့အခွင့်အရေးရအောင်ရွှေ market ကို trade ခဲ့တာ maybe တချို့လူတွေကတော့ဒီလိုချိန်မှာ sideway market ဆိုပြီးတော့အယောင်တစ်စင်ရင်ချကောင်းချမယ်ဒါမှမဟုတ်အပေါ်ဖောက်မှလိုက်ဝယ်မယ်အောက်ဖောက်မှလိုက်အောင်မယ်ဆိုတော့တစ်စင်ရင်ချနေတဲ့အချိန်မှာကျွန်တော် strategy က confirmation method တစ်ခုကဒီကောင်ကအခွင့်အရေးပြီးတော့ကျွန်တော် market ကိုတလောက်ထိ follow လိုက်ခဲ့တာပေါ့နော်ဆိုတော့ကျွန်တော်ခုနကပြောသလိုဒီတစ်ကြောင်းပဲမဟုတ်ပါဘူးကျွန်တော်မနေ့ညကလည်းဒီ GBP USD ကို trade right လိုက်ခဲ့တယ်ပေါ့နော်ဒီကောင်ဆိုလည်း maybe 10အောင်လောက်ထိကျွန်တော်ရမယ်လို့တော့ခံမှန်းထားတယ်လက်ရှိကတော့ market ကလည်းကြားဖို့ information ကမရှိသေးဘူးဆိုတော့ကျွန်တော် maybe 10အောင်လောက်ထိရအောင်တော့လိုက်မယ်ပေါ့နော်ဆိုတော့ okay ဒါကတော့ပွင့်လင်းပြောရင်ကျွန်တော် strategy ရဲ့ကောင်းကျိုးတစ်ခုရှိတာပေါ့နော်။ဘာကောင်းကျိုးတစ်ခုရှိတာလဲပြောရဲဆိုတော့တချို့လူတွေက sideway market မှာတမျိုးအောက်တတရားတိချက်လို့ကျွန်တော်မျိုးဥမာ ratio တဲ့အပိုင်းတွေက maybe သူတို့ strategy rule တွေမှာမကိုက်ညီတာရှိတယ်။ဒါပေမဲ့ကျွန်တော် strategy price ရှင်မှာတော့ကောင်းအခွင့်အရေးပြီးတော့ကျွန်တော်ကောင်းတော့အလုပ်လုပ်ခဲ့တာပေါ့။ဆိုတော့ဒါကတော့ဒီတစ်ပတ်ကျွန်တော်ရွှေမှာ 50R ရအောင်ဘယ်လိုမျိုး trade ခဲ့တာလဲဆိုတာ confirmation method တွေကိုကျွန်တော်ပြန်ပြောပြပေးတာပေါ့နော်။ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်။